မင်္ဂလာပါ DSS ကိုရီးယားကနေကြိုဆိုပါရစေဒီနေ့ဒီကျရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့နာရဲ့ဂုံငါရဲ့အိမ်မက်ဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်အဲ့တော့ဒီခေါင်းစဉ်လေးကတော့ level 2 EK စာအုပ်ထဲကသင်ခန်းစာတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီကျနဲ့တူလိုက်ပြီးတော့လေ့လာကြည့်ပါအောင်저는ကျွန်တော်ကတော့1908 7년에 부산에서 태어났습니다. အဲ့တော့ကျွန်တော်ကတော့1989ခုနှစ်ဘူဆန်မှာမွေးဖွားခဲ့တယ်တဲ့ဘူဆန်ကတော့ဘာသာဝါခါကာဝါဆော့အဲ့တော့ပင်လယ်နဲ့ခါကာဝါဆော့နီးလို့တဲ့ကျွန်တော်ကတော့ဂျာကျူမကြခဏဘာသာရဲ့ကဆုနေတာပင်လယ်ကိုသွားခဲ့တယ်ကျွန်တော်ဘာသာဘာကွန်အတောကိုရှိကာဒီနေရာမှာတော့စကားဆက်ပြောရမှာကိုစဉ်းစားနေတဲ့ပုံစံနဲ့တုံးထားတာလို့ဘာသာပြန်ပါမယ်ပေါ့နော်နောက်ဘာသာပါကွန်တခြားအဓိပ္ပာယ်တွေကတော့ဂျောဆိုတာကျွန်တော်ပေါ့နော်ထိုးဆိုတဲ့အရာဆိုလဲတုံးတယ်အဲ့တော့ဒီစကားဆက်မပြောခင်မှာစဉ်းစားနေတဲ့ပုံစံနဲ့တုံးတယ်နော်ဆိုတဲ့ဟာလေးတုံးတယ်အဲ့တော့ normal ဘာသာပါကွန်အဲ့တော့ဒီပြောလာတဲ့ဘာသာပင်လေအပြင်ကတော့ auto ကိုရှိကဘယ်လိုနေရာဖြစ်မလဲဘာသာနော်ပင်လေကတော့ကြွယ်ခဲ့ကျွန်တော်ကိုခုံမကျွောစနေတာအဲ့တော့ကျွန်တော်ကိုအိမ်မက်ပေးခဲ့တဲ့ကြောင့်ကျွန်တော်ကတော့ယောရောနာရာရဲ့နိုင်ငံတွေအများကြီးရဲ့ ERK အကြောင်းကို ERK တော့အားကိုရှိဖို့ဆိုသိကျင်လို့ချက်ကိုစာအုပ်ကိုမနီအများကြီး ecosystem ဖက်ခဲ့ဂရီကိုပြီးတော့ချက်ခဲ့ဆို ego ရောစာအုပ်ကနေဖက်ခဲ့တဲ့နာရတရင်နိုင်ငံတွေကိုတဲ့မိုးတူအားလုံးယောဟင်္ဂါကိုရှိဖို့စမီတာခရီးသွားချင်ခဲ့တယ်ဒေဟာကျွေဒါနေတဲ့နော်အဲ့တော့တက္ကသိုလ်ကိုသွားတဲ့အခါမှာတက္ကသိုလ်တက်တဲ့အခါမှာတော့အရဘိုင်တရဟေဆော့အရဘိုင်တအဲ့တော့ပတ်တိုင်းအချိန်ပိုင်းလောက်ကိုဟေဆော့လုပ်ပြီးတော့မိုးအုံတော့မိုးတာအဲ့မိုးတော့ဆွတ်ထားတဲ့ပတ်စံလို့ပတ်စံနဲ့ယောဟန်ကခရီးကိုဟာဆုအစ္စစမီတာခရီးသွားနိုင်ခဲ့တယ်ကျွန်တော်ကတော့ချုပ်ကိုအေးပြီးတော့နော်နှင်းကမာနီအများကြီးဦးနော်အဲ့တော့နှင်းကြတဲ့နာရာပါနိုင်ငံနဲ့တာတက်တာကိုနှွေးထွေးပြီးတော့ကိုချစ်ဖီနုံပန်းပွင့်တဲ့နာရာနိုင်ငံဂျိုယုံငန်းရှိကိုအဲ့တော့တိတ်ဆိတ်တဲ့ရှိကိုကျေးလက်ဒေသနဲ့ရှိကိုကွာဘူချဖန်တို့ရှိအဲ့တော့ရှုပ်ထွေးလာတဲ့မြို့ပြပေါ့နော်အစားရှိတဲ့ဆဲကဲရောရောကိုစွန်းအဲ့တော့တကဘာလုံးမှာရှိတဲ့နေရာတွေကိုရောဟဲစမီတာခရီးသွားခဲ့တယ်ဒါတော့နာရာရဲ့ခါပြောအဲ့တော့တခြားနိုင်ငံကိုသွားရင်နာရှိတိုတာကိုရာသီဥတုကလည်းကွဲပြားပြီးတော့မွန်ဝါတော့ဒါလခိတယ်အဲ့တော့ယဉ်ကျေးမှုကလည်းမတူညီတဲ့အတွက်ကြောင့်ရောဟဲအဲ့တော့ခရီးကတော့တော့ပို့ပြီးတော့ဇကောဝစမီတာအဲ့တော့ပြောဖို့ခေါင်းခဲ့တယ်ပြောခဲ့တယ်이제အခုကျွန်တော်ကတော့ဂျုံတော့နည်းနည်းပို့ပြီးတော့ normal ကိုဆဲဆိုကျေပြလာတဲ့နေရာမှာအလာchuẩn bịကတဲ့စမီတာအဲ့တော့အလုံးလုံးဖို့ပြင်ဆင်မှုဖြစ်ခဲ့ဆိုတော့အလုံးလုံးဖို့အစဉ်သင်းဖြစ်ပြီးပေါ့နော်ဖြစ်ခဲ့ပြီတဲ့ second audit တွင်ကြီးအဲ့တော့တကဘာလုံးမှာရှိတဲ့ audit တွင်ကြီးဘယ်နေရာကိုဖြစ်ဖြစ်ကားစုအစမီတာတော့နိုင်ပါတယ်연세 여행하세서 여행사에서 연세 디 스키도 에이전시 안에 저에게 전화고 기회를 주시면 기회 신의အခွင့်အလမ်းပေးလို့ရှိရင်열심히 조조사사နဲ့အလားခေါ်ဆုံးအလုံးလုံးမဲ့အရာကိုရဆိုဒလီကစမီတာအဲ့တော့ဂရီပေးပါတယ်အဲ့တော့လုံးလုံးမဲ့ဆိုတာကိုဂရီပေးပါမယ်ရှေ့ကဖတ်ထားတဲ့စာပိုင်လေးကိုနားလည်သွားပြီဆိုရင်ဒီဟာလေးကိုဆက်ပြီးတော့ဖြည့်ကြည့်အောင်upgrade နေုံကွာအဲ့တော့အရှင်းမှာရှိတဲ့စာပိုင်ရဲ့နေုံအကြောင်းအရာနဲ့တဲ့ကထုံမျိုးတူနေလို့ရှိရင်ဒါလိုမျိုးကွဲပြားလို့ရှိရင် x ဟာရှိရှိပဲအဲ့တော့ချက်ချက်ကလို့ပါအဲ့တော့မလို့ရှိရင် y မဲ့မလို့ရှိရင်ချက်ချက်ကလို့ပါဤစာရမွန်တဲ့ဒီလိုကတော့ဆဲကဲရောဟင်ငေါမာနီဟစ်စမီတာအဲ့တော့တကဘာလုံးကိုတလောကလုံးပေါ့နော်ခရီးတွေအများကြီးသွားခဲ့တယ်ရေးစာရမွန်ဒီဘုကဒီလိုကတော့ကွန်မက်ဆော့အဲ့တော့အိမ်မက်ကနေဂျာကျူဘာသာရဲ့အိမ်မက်ထဲမှာမကြခဏဘာသာရဲ့ကာမီတာပင်လယ်ကိုသွားတယ်
3번 이 사람은 네 누가로 붙잡힌 도시에 쇼트라를 네 묘뼈마 가고 싶어 하지 않습니다. 그럼 묘뼈도 하지 무래. 이 사람은 네 누가로 크고 넓은 집이로 제래 회사에서 공무원이마 일하고 싶어 합니다. 알로로치네. 그럼 시야 사발이 나래면 해서라고 ဒီမိကွန်းလေးတွေကိုဖြည့်ပြီးတော့ကွန်မန့်မှာရေးခဲ့ပေးပါ